အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေမိထားတဲ့မိကုံးလေးကိုလာပြီးဖြည့်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းစကင်ပိတ်ပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကျင်တယ်ဘယ်လိုလုပ်ရမလဲလို့မိထားတဲ့မိတ်ဆွေတွေအတွက်နော်ဒီကနေ့ကျွန်တော်မျှဝေပေးမယ်ဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးတဲ့နီလန်းလေးကတော့မိတ်ဆွေတို့ဒီကအရေးကြောင်းကြိုလာရင်ပေါ့နော်တစ်ဖက်သူတွေးမှာကိုမကြိုက်ဘူးဆိုတဲ့သူတွေကိုအရှုပ်ဝဲကျန်းတဲ့လေကိုဓာတ်ပုံရေးဗီဒီယိုတွေကိုrecord တွေယူထားရင်ယူထားလို့ရတယ်နော်ဒါမိတ်ဆွေတို့သူပြရတာအဆင်ပြေမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ခုမိတ်ဆွေတို့ပြပေးမယ်ဒါဆိုရင်ကျွန်တော်တို့ Play Store ထဲချက်သွားမယ်ဗျ Okay Play Store ရောက်သွားပြီဆိုတော့ဒီအောက်ဆိုဆက်ပါလေးကိုချက်နှိပ်မယ်ပြီးရင်ပေါ်ဆိုဆက်ပါလေးကိုထပ်နှိပ်မယ်ဒီနေရာမှာဒီမှာ record video ဆိုပြီးတော့ဒီနေရာလေးကိုချက်နှိပ်မယ်ပေါ့နော်အဲ့တော့ဒီ software လေးကဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ install လုပ်လိုက်ရမှာပဲဖြစ်ပါတယ်เนาะခဏလေးစောင့်ပေးပါโอเคဒါဆိုရင်ခုကျွန်တော် install လုပ်လိုက်ပြီဆိုတော့ဒီ software ထဲမှာတော့ပြရမယ့်နေရာလေးကိုမိတ်ဆွေတို့ကျွန်တော် sharing လုပ်ပေးမယ်ဒါဆိုရင်ဒီဘက် open ဆိုတဲ့နေရာလေးကိုကျွန်တော်ချက်နှိပ်မယ်ဗျโอเคပြီးရင်ကျွန်တော်တို့ပေါ်ဆုံးမှာဒီနေရာလေးကိုနှိပ်ပေးမယ်ပြီးရင် allow ကိုနှိပ်ပေးမယ်ပြီးရင် okay လေးဒီမှာနှိပ်လိုက်ပါဒါဆိုရင်တော့မိတ်ဆွေတို့ဒီမှာကျွန်တော်တို့ရှေ့ကင်မရာပဲလုပ်ပြပေးမယ်နောက်ကင်မရာကကျွန်တော်မလုပ်ပြပေးတော့ဘူးเนาะဒီပေါ်ဆုံးမှာတော့ရှေ့နောက်ကျွန်တော်တို့ပြောင်းလို့ရတယ်ဒီလက်ခလုတ်တွေကတော့အတောင်းလဲအလျားလိုက်ပေါ့เนาะကျွန်တော်ပြောင်းလို့ရတယ်ကိုကအမှောင်ထဲမှာဆိုရင်ဒီဘက်မှာမီးလေးဖွဲ့ပြီးတော့ရိုက်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်ဥပမာဒီ setting လေးကိုချင်းနှိပ်မယ်ပေါ့เนาะဒီ setting ထဲမှာမိတ်ဆွေကဒီမှာကျွန်တော်ကော့ဗီဒီယိုတို့ဒီတန်တော့ပါလို့ပေါ့နော်ဒီမှာကျွန်တော်တို့ကိုလို့ခြေလို့ရတယ်ပေါ့နော်ဒါကတော့မြန်မြန်ဆဆမလုပ်ကြရမလို့ဗျဒီ software อ่ะပေါ့နော်ကိုလို့လုတ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်โอเคကင်မရာလေးတော်တော်များများသုံးပြတဲ့ miss တွေဆိုရင်ဒီထဲမှာဝင်ပြီးတော့ play လို့ရတယ်နော်โอเคဒါဆိုရင်ဒီမှာဥပမာနဲ့ဒီမှာရိုက်ပြပေးမယ်ဒါဆိုရင်ကျွန်တော်ဒီမှာနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ပေါ်ကစာသားလေးကိုချင်းနှိပ်မယ်โอเคဒီအခုကျွန်တော်ရိုက်လိုက်တဲ့ဗီဒီယိုကမိတ်ဆွေတို့ဘယ်ထဲမှာသိထားမလဲပေါ့နော်ကိုယ့်ရဲ့ memory card ထဲမှာဒါတော့ကျွန်တော်ဥပမာနဲ့ဒီနေရာလေးမှာကျွန်တော်သိထားမယ်ပေါ့နော်ဒါကိုကျွန်တော်လုပ်လိုက်မယ်အလောက်နှိပ်မယ်โอเคဒါဆိုရင်ကျွန်တော်ဒီမှာရိုက်နေပြီเนาะကျွန်တော်ဖို့ပိတ်ပြီးတော့လည်းရိုက်လို့ရတယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ရိုက်လို့ပြီးသွားပြီဆိုရင်တော့ပြန်နှိပ်လိုက်ပါဒါဆိုရင်ဒီနေရာလေးကျွန်တော်ချက်နှိပ်မယ်တချို့ software လေးမှာဆိုရင် record ကကျွန်တော်တို့ free မပေးဘူးเนาะဒီ software ထဲမှာကျွန်တော်တို့ကတော့ဗီဒီယိုတွေရိုက်ရတာလည်းခြေကြပြီးရိုက်လို့ရတယ်ဒီ software တွေကသူပြရတာအရန်ကိုဆင်ပြေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဗျာ okay နားမလဲတာရှိရင်လည်း comment မှာမှတ်ထားခဲ့ပါအားလုံးပဲဆင်ပြေပါသေးဗျာကျွန်တော်ကတော့စောစောပါ